ပြတ်သားမှပြတ်သွားမယ်ဆိုတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားလူပေးလူမှဖြစ်ပါတယ်ပြတ်သားမှပြတ်သွားမယ်စိတ်ပြတ်သားမှအလုတ်ပြတ်သွားမယ်အလုတ်ပြတ်သားမှစိတ်ပြတ်သွားမယ်စိတ်နဲ့အလုတ်အလုံးနဲ့စိတ်ဘာကိုပဲရှိမှထားမှန်တာပါပဲစိတ်တဲ့ပြတ်သားမှလည်းပဲကိုယ်လှုပ်ရှားရှိတဲ့အလုပ်တွေကိုပြတ်သားလှုပ်ဖြစ်ပြီးတော့အလုပ်တွေပြီးပြတ်သွားနိုင်ပါတယ်အလုပ်ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုပြတ်သားလုံးမှလည်းပဲကိုယ့်ရဲ့စိတ်ကမလိုလားတဲ့အနှောင်ဖွဲ့တွေရှုပ်ထွေးတွေပူလောင်မှုတွေဆင်းရဲဒုက္ခတွေကနေပြတ်တောက်သွားနိုင်ပါတယ်ဒါကြောင့်စိတ်ပြတ်သားမှပဲအလုပ်ပြတ်သွားမယ်အလုပ်ပြတ်သားမှလည်းစိတ်ပြတ်သွားမယ်အဓိကကတော့စိတ်ပြတ်သားဖို့ပါပဲနောက်ကပြတ်သွားမယ်ဆိုတာကတော့ပြတ်သားသွားမယ်လို့လည်းယူလို့ရတယ်ပြတ်တောက်သွားမယ်လို့လည်းယူလို့ရတယ်ပြီးပြတ်သွားမယ်လို့လည်းယူလို့ရပါတယ်ဘာပဲယူပါပဲအဲ့တော့လူရင်းကတော့စိတ်ပြတ်သားမှအလုတ်ပြတ်သွားမယ်စိတ်ပြတ်သားမှဘဝပြတ်သွားမယ်စိတ်ပြတ်သားမှတန်ရောစဉ်အနှောင်ဖွဲ့တွေပြတ်သွားမယ်စိတ်ပြတ်သားမှဆင်းရဲဒုက္ခတွေပြတ်သွားမယ်အဲ့တော့ပြတ်သားမှပြတ်သွားမယ်လူရင်းကတော့စိတ်တဲ့ပြတ်သားဖို့အဓိကပါပဲမြတ်စွာဘုရားရှင်လက်ထက်တုန်းကအရှင်ပစ္စယလို့ခေါ်တဲ့ယဟန်တော်တစ်ပါးရှိခဲ့မှုပါတယ်ယဟန်ပြုပြီးတဲ့အချိန်ကစပြီးတော့တတိပဋ္ဌာန်ဝိပဿနာအလုပ်ကိုပဲအဓိကစောင့်ချပြီးတော့ကြိုးစားအားထုတ်လိုက်တာပါရမီကလည်းပြည့်ဉာဏ်ကလည်းရင့်နေတာဆိုတော့9ရက်အတွင်းမှာပဲအနာဂံဖြစ်သွားပါတယ်6ရက်မြောက်နေ့ကျတော့တမ္မဏိအဋ္ဌံတစ်ခုပြုလိုက်တယ်ငါအနာဂံတော့ဖြစ်သွားပြီဒါပေမဲ့ယဟန်ကိစ္စမပြီးသေးဘူးကိလေသာတွေကျန်နေသေးတယ်ယဟန်ကိစ္စမပြီးမချင်းယဟန်နာမဖြစ်မချင်းငါရဲ့စိတ်အစဉ်မှာကိလေသာတွေမကုန်မချင်းဒီကြောင့်နဲ့ဒီအခန်းထဲကနေလုံးဝအပြင်းမထွက်တော့ဘူးယဟန္တာမဖြစ်မချင်းဆွမ်းလည်းမစားတော့ဘူးရေလည်းမတောက်တော့ဘူးဘာအရီမလည်းမတောက်တော့ဘူးအိတ်လည်းလုံးဝမအိတ်တော့ဘူးအညောင်းပြေအညာပြေလေးတောင်မှမလဲလျောင်းတော့ဘူးအဲ့ဒီလိုဆုံးမချက်ကိုခိုင်ခိုင်မာမာချပြီးတော့ဝိပဿနာလုပ်ကိုကြိုးစားအားထုတ်လိုက်တာသိမကြခင်မှာပဲယဟန္တာဖြစ်သွားပါတယ်အရှင်ပစ္စယမထေရရဲ့စိတ်ဓာတ်ပြတ်သားမှုဆုံးမချက်ခိုင်မာမှုကတော့အင်မတန်အတူယူစရာကောင်းတယ်အထွတ်ထိပ်ရောက်တဲ့စိတ်ဓာတ်ပြတ်သားမှုပါပဲဒါပေမဲ့အရှင်ပစ္စယမထေရရဲ့စိတ်ဓာတ်ပြတ်သားမှုတမ္မဏိအဋ္ဌံကိုကြည့်ပြီးတော့ငါတို့လည်းယဟန္တာမဖြစ်မချင်းထမင်းမစားတော့ဘူးရေမတောက်တော့ဘူးမအိတ်တော့ဘူးယဟန္တာမဖြစ်မချင်းအိမ်ထဲကနေကြောင်းထဲကနေရိတ်သားထဲကနေဓမ္မယုံထဲကနေလုံးဝအပြင်းမထွက်တော့ဘူးလို့အဋ္ဌံပြီးအားထုတ်လိုက်ရုံနဲ့အရှင်ပစ္စယမထေရလိုပဲတရားသူတရားမြတ်ရနိုင်သလားဆိုတော့အဲ့ဒီလိုတော့မရနိုင်ဘူးတရားသူတရားမြတ်ဆိုတာကအချိန်တန်မှရတာပါဒီအရှင်ပစ္စယမထေရကဟိုကတ္တဗဘုရားရှင်လက်ထက်တုန်းကလည်းဒီလိုပဲယဟန္တာမဖြစ်မချင်းကိလေသာမကုန်မချင်းအခန်းပြင်မဲ့မထွက်တော့ဘူးအကြောင်းပြင်မဲ့မထွက်တော့ဘူးဆိုတဲ့တမ္မဏိအဋ္ဌံနဲ့အာထုတ်ခဲ့မှုပါတယ်ဒါပေမဲ့အဲ့ဒီဘဝတုန်းကတော့ပါရမီမပြည့်သေးတဲ့အတွက်ဉာဏ်မရင်သေးတဲ့အတွက်တရားသူတရားမြတ်မရဘဲနဲ့ပုထုဇဉ်ဘဝနဲ့ပဲပြန်လွန်တော်မူခဲ့ပါတယ်ဒါကိုထောက်ထားပြီးတော့သူ့လိုလုပ်ရင်ရမှာပဲသူတော်မှခဏလေးနဲ့တရားသူတရားမြတ်ရသွားသေးတာငါလည်းရမှာပဲလို့တန်းညှိလို့မရပါဘူးပါရမီမပြည့်သေးရင်ဉာဏ်မရင်သေးရင်ဘလောက်ပဲအာထုတရားသူတရားမြတ်မရနိုင်ပါဘူးဉာဏ်ရင်းတဲ့အချိန်ဆိုတာစောင့်ကိုစောင့်ရပါတယ်စောင့်နေဆိုလို့လည်းပဲဘာလုံးမှမလုပ်ပဲငုတ်တုတ်ထိုင်စောင့်မှတော့မဟုတ်ဘူးဝိပဿနာလက်ကိုအဓိကပရဏထားပြီးအာထုရမယ်ပြီးတော့ဝိပဿနာရဲ့အချမ်းရံဖြစ်တဲ့ဒါနသီလသမထဝေယဝိဇ္ဇအစရှိတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလို့အားထုတ်ရမယ်အဲ့လိုဆိုရင်ပါရမီပြည့်တဲ့တနေ့ဉာဏ်ရင်းတဲ့တနေ့ကိုရောက်သွားမှာပါပဲဒါကြောင့်မလို့တာဝကဘောဓိဉာဏ်အတွက်ပါရမီမလိုဘူးဆိုတဲ့အယူအဆအမှားကိုလုံးဝလက်မခံမဲနဲ့မိမိရည်မှန်းတောင်းတတဲ့ဘောဓိဉာဏ်ရဖို့တာဝကဘောဓိဉာဏ်အတွက်လည်းပါရမီလိုပါတယ်ပါရမီတွေဖြည့်ရပါမယ်ဝိပဿနာလုပ်ကိုအားထုတ်ရင်းနဲ့ပါရမီတွေဖြည့်သွားရပါမယ်ဘယ်လိုပဲဖြစ်ဖြစ်အရှင်ပစ္စယမထေရရဲ့စိတ်ဓာတ်ပြတ်သားမှုကတော့အင်မတန်အတူယူစရာကောင်းတယ်သူ့လိုအဋ္ဌံမျိုးကြီးမလုံတောင်မှကိုယ်လုံးနဲ့လှုပ်တတ်တဲ့အလုပ်တွေနဲ့ပတ်သက်လာရင်စိတ်ဓာတ်ပြတ်သားမှုအရေးကြီးတယ်လောကရေးမှာပဲဖြစ်ဖြစ်ဓမ္မရေးမှာပဲဖြစ်ဖြစ်စိတ်ဓာတ်ပြတ်သားမှုဆိုတာမရှိမဖြစ်လိုအပ်တဲ့အရေးချင်းတစ်ခုပါပဲစိတ်ဓာတ်ပြတ်သားမှုမရှိရင်စိတ်လွတ်လပ်မှုမရှိဘူးစိတ်အေးချမ်းမှုမရှိဘူးပြတ်သားတဲ့စိတ်နဲ့လှုပ်တတ်တဲ့အလုပ်တွေကိုပြတ်သားသားလုပ်မှကိုယ်စိတ်ဟာအမြဲတမ်းလွတ်လပ်နေတယ်အေးချမ်းနေတယ်ပေါ်ပါနေတယ်ကြည်လင်းနေတယ်ကိုယ်လည်းယုံကြည်မှုရှိတယ်ပေါ့အဲ့တော့လောကကြီးရာတွေမှာပြတ်သားတာတွေနဲ့ပတ်သက်လို့တော့အထွေထူးမပြောတော့ဘူးဒီပြတ်သားမှုနဲ့စိတ်ဓာတ်ပြတ်သားမှုကိုအနှောက်အယှက်ဖြစ်စေတဲ့အရာကဘာလဲဆိုရင်အာနာမှုနဲ့ချွင်းချက်ပဲကိုကအလုပ်တစ်ခုကိုလုပ်ဖို့ရည်စူးထားတယ်တတ်မှတ်ထားတဲ့ကာလလေးတစ်ခုတည်းမှာဒီလုပ်ကိုပြီးခြင်းတယ်ပေါ့
ဒီအလုပ်မပြီးမချင်းဟိုအလုပ်မလုပ်တော့ဘူးလို့ကိုကဆုံးဖြတ်ထားတယ်ဒါပေမဲ့ကိုကဟိုလူအာနာဒီလူအာနာနဲ့ဟိုအလုပ်ကိုလုပ်လိုက်တယ်ဆိုရင်ကိုရင်မှန်းတဲ့ဒီအလုပ်ကမပြီးတော့ဘူးဒါအာနာမှုကြောင့်စိတ်သက်ပြတ်သားမှုတွေချွင်းပြီးတော့အလုပ်တွေလည်းမအောင်မမြင်ဖြစ်သွားတာပေါ့နောက်တစ်ခုကချွင်းချက်ပဲချွင်းချက်မထားဘဲနဲ့ဒီအလုပ်ကိုငါလုပ်မယ်ကိုရင်မှန်းထားတဲ့အလုပ်မပြီးမချင်းတခြားအလုပ်တွေကိုတော့ချွင်းချက်မထားတော့ဘူးလို့ကိုကဆုံးဖြတ်ထားပြီးမှတော့ဒီတစ်ချိန်လေးတော့ချွင်းချက်ပါလိဒါလေးတစ်ခုတော့ချွင်းချက်ပါလိနဲ့တစ်ခုခုကိုချွင်းချက်လုပ်လိုက်ပြီးဆိုတာနဲ့ဒီပိုင်းနဲ့ကိုယ့်ရဲ့စိတ်သက်ပြတ်သားမှုတွေပျက်စီးသွားပြီချွင်းချက်တစ်ခုကိုလက်ခံလိုက်တာဟာဆုံးဖြတ်ချက်ပြိုလဲခြင်းရဲ့လမ်းစာပါပဲချွင်းချက်တစ်ခုရှိသွားတဲ့နဲ့ဒီပိုင်းနဲ့နောက်ထပ်ချွင်းချက်ပေါင်းမြောက်များစွာပေါ်ပေါက်လာပြီးတော့ကိုယ့်ရဲ့စိတ်သက်ပြတ်သားမှုတွေကိုဝါမျိုးဖြစ်စီကြမယ်အဲ့ဒီလိုနဲ့အာနာမှုတွေချွင်းချက်တွေကြောင့်ကိုယ့်ရဲ့စိတ်တွေကမပြတ်မသားဖြစ်ပြီးတော့စိတ်တွေပြန်မှန်းဆင်းရမယ်ကိုယ့်ရဲ့အလုပ်တွေလည်းနှောင့်နှေးပျက်စီးရမယ်ကိုယ့်ရဲ့ဘဝလည်းဆုပ်ယုပ်ပျက်စီးရမယ်ပေါ့ဒါကြောင့်အာနာမှုနဲ့ချွင်းချက်ကိုရဲရဲဝံ့ဝံ့တွန်းလှန်နိုင်မှစိတ်သက်ပြတ်သားတဲ့သူတွေဖြစ်နိုင်တယ်ဒါကြောင့်စိတ်သက်ပြတ်သားခြင်းနဲ့ဆုံးဖြတ်ချက်ခိုင်မာခြင်းနဲ့ဆိုရင်အာနာတတ်တဲ့စိတ်ကလေးကိုအမိုက်ပုံးနဲ့သာသွားလွှင့်ပစ်လိုက်တော့ချွင်းချက်ဆိုတာလေးကိုလည်းအမိုက်ပုံးနဲ့မှသာသွားလွှင့်ပစ်လိုက်တော့အဲ့ဒီလိုပြောလိုက်လို့ဘယ်သူမှအာမနာရဘူးဘာမှချွင်းချက်မထားရဘူးမူသည်မှတ်ပြီးတော့တကူကောင်းဆန်းရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးလောကမှာအာနာသင်အာနာထိုက်တဲ့ကိစ္စချွင်းချက်ထားတဲ့ကိစ္စဆိုတာကတော့ရှိတာပါပဲဒါကတော့ထားတဲ့အာနာမူလားဒါကတော့ထားတဲ့ချွင်းချက်လားကိုယ်ပိုင်ဉာဏ်လေးနဲ့စဉ်းစားချင့်ချိန်ပြီးတော့မှတကယ်လိုအပ်တဲ့အာနာမှုနဲ့တကယ်လိုအပ်တဲ့ချွင်းချက်ကိုတော့လိုက်လျောရမှာပေါ့ဒါပေမဲ့လို့လုံးဝကိုအာမနာတင်မှုလုံးဝကိုချွင်းချက်မထားတဲ့ကိစ္စမျိုးဆိုရင်တော့ဘာအကြောင်းကြောင့်မှကိုအာမနာနဲ့ဘသူကိုမှချွင်းချက်မထားနဲ့ဒါမှစိတ်သက်ပြသားတဲ့သူဖြစ်နိုင်ပါတယ်အဲ့တော့အာနာတင်တဲ့အာနာမှုနဲ့ချွင်းချက်ကိုအချိန်ခါနေရာဒေသပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့အလုပ်ပေါ်မူတည်ပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဆုံးဖြတ်ကြရမှာပါပဲအာနာမှုနဲ့ချွင်းချက်တွေကိုဖြစ်စေတာကလည်းမေတ္တာနဲ့လည်းဆက်ဆက်နေတာပေါ့တစ်ခါတည်းမှာမေတ္တာတစ်ဖက်သားပေါ်မှာတိတ်ငဲ့ညာလွန်းတဲ့မေတ္တာတွေလွန်ကဲသွားလို့ရှိရင်အာနာမှုကမေတ္တာအယောင်ဆောင်ပြီးတော့စိတ်သက်ပြတ်သားမှုကိုဖျက်ဆီးပစ်လိုက်တယ်ဒါကြောင့်မလို့မေတ္တာဆိုတာကတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့သဘောပေါ့တစ်ဖက်သားရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့မေတ္တာစိတ်ကတော့အကန့်အသတ်ထားစရာမလိုလူတိုင်းရဲ့အကျိုးစီးပွားကိုလိုလားရမှာပဲကိစ္စတိုင်းမှာအကျိုးစီးပွားလိုလားရမှာပဲဒါပေမဲ့အဲ့ဒီမေတ္တာစိတ်ကိုကိုယ်နဲ့နှုတ်နဲ့လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာတော့အကန့်အသတ်ထားရမယ်မေတ္တာစိတ်ဓာတ်ကိုအကန့်အသတ်မထားဘဲနဲ့မေတ္တာလုပ်ရက်ကိုအကန့်အသတ်ထားပြီးတော့ဉာဏ်နဲ့စဉ်းစားချင့်ချင်းပြီးတော့လုပ်တတ်မှအဲ့ဒီမေတ္တာဟာစစ်မှန်ပြီးတော့တကယ်ထိရောက်တဲ့မေတ္တာဖြစ်မယ်ခိုင်ခန့်ပြီးတော့တစ်ဖက်သားပေါ်မှာပုံမူအကျိုးသက်ရောက်တဲ့မေတ္တာဖြစ်မယ်ကိုယ်တိုင်လည်းတကယ်စိတ်အေးချမ်းပြီးတော့ကုသိုလ်အပြည့်ဝရတဲ့မေတ္တာမျိုးဖြစ်မယ်အကန့်အသတ်မရှိဘဲနဲ့မေတ္တာနဲ့တစ်ဖက်သားစိတ်ချမ်းသာရင်ပြီးရောဆိုနေရာတကာလိုက်လုံမယ်ဆိုရင်တခါတည်းမှာမလွဲမရှောင်တာလို့သာလုံနေရပြီမဲ့ဒေါသတွေဒေါမနတတွေနဲ့စိတ်ဆင်းရဲစိတ်တူဒါဆိုရင်ကိုယ့်ရဲ့မေတ္တာလုပ်ရကလည်းအကုသိုလ်တွေဝန်းရံနေတဲ့ကုသိုလ်မျိုးဖြစ်သွားမှာပေါ့ဒါကြောင့်မေတ္တာစိတ်ဓာတ်ကိုအကန့်အသတ်မထားပြီးမေတ္တာလုပ်ရကိုအကန့်အသတ်ထားရမယ်ဦးဇင်းရဲ့ကုသိုလ်လေးနဲ့နမူနာပြောမယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေပါဠိတော်မူရင်းတွေကိုလေ့လာခွင့်မရတဲ့တရားဓမ္မတွေလူဝတ်ကြောင့်ပုဂ္ဂိုလ်တွေဘုရားအဆုံးအမကိုသိစေခြင်းနာမေတ္တာပါပဲမြတ်စွာဘုရားရှင်အဆုံးအမကိုသက်ရှိလူသားမှန်သမျှအားလုံးသိစေခြင်းနဲ့ဒါမေတ္တာစိတ်ဓာတ်ပေါ့အဲ့ဒါကတော့အကန့်အသတ်မရှိပါဘူးလူတိုင်းသိစေခြင်းနဲ့ဘုရားအဆုံးအမတစ်ခုမှကြံအကုန်လုံးသိစေခြင်းနဲ့ဒါပေမဲ့လို့အဲ့ဒီဘုရားဆုံးမတွေကိုသိအောင်ဖြန့်ဝေတဲ့နေရာမှာတရားဟောတဲ့နည်းနဲ့လည်းဖြန့်ဝေလို့ရတယ်စာရေးတဲ့နည်းနဲ့လည်းဖြန့်ဝေလို့ရတယ်တရားဟောတာလည်းမေတ္တာလုပ်ရပဲစာရေးတာလည်းမေတ္တာလုပ်ရပဲဒါပေမဲ့အဲ့ဒီနှစ်ခုမှာစာရေးတဲ့မေတ္တာလုပ်ရကဥစဉ်အတွက်ပို့ပြီးတော့အဓိကကြတယ်စာရေးတာကြတော့တစ်ချိန်တည်းမှလည်းပဲနေရာအနှံ့ကိုပြန့်နှံ့သွားတယ်ကိုယ်သက်ရှိတဲ့ကြမရှိတော့တဲ့အချိန်မှလည်းနောက်နှစ်ပေါင်းများစွာတည်ထပ်ပြီးတော့အကျိုးပြုနိုင်တယ်အဲ့တော့စာရေးတဲ့အလုပ်နဲ့တရားဟောတဲ့အလုပ်နှစ်ခုရှင်းလာပြီဆိုရင်စာရေးတဲ့အလုပ်ကိုအဓိကထားမှာပဲစာရေးတဲ့အလုပ်ကိုအဓိကထားလိုက်ပြီဆိုရင်တရားဟောတဲ့အလုပ်ကိုအကန့်အသတ်လေးနဲ့လုံးဝကိုဖြစ်မယ်အဲ့ဒီလိုအဖြစ်ပေါ့လေကိုယ့်ရဲ့ဘဝမှာမေတ္တာလုပ်ရက်တွေအများကြီးရှိတဲ့ထဲကဘယ်မေတ္တာလုပ်ရက်ကိုပို့ပြီးတော့ဦးစားပေးတဲ့လဲဘယ်မေတ္တာလုပ်ရက်ကအဓိကကြတယ်လဲဆိုတာကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားချင့်ချင်းပြီးတော့မေတ္တာစိတ်ဓာတ်မှာအဓိကနဲ့တာမညာခွဲစရာမလိုဘသူကိုတော့မေတ္တာအဓိကထားမယ်ဘသူကိုတော့တာမညာလောက်ပဲမေတ္တာထားမယ်ဒီလိုမရှိရဘူးမေတ္တာစိတ်ဓာတ်မှာတော့အဓိကနဲ့တာမညာခွဲစရာမလိုမေတ္တာလုပ်ရက်မှာတော့အဓိကနဲ့တာမညာနဲ့ခွဲရပါမယ်ဒါဥစဉ်ရဲ့နမူနာလေးကိုကြည့်ပြီးတော့တရားနာပိဋကများကလည်းကိုယ့်ရဲ့လက်တွေ့ဘဝတွေကကိုယ့်ရဲ့လက်တွေ့ဘဝတွေကအလုပ်တွေကိုယ့်ရဲ့လက်တွေ့ဘဝတွေကစိတ်တဲ့အခြေအနေတွေကျမ်းမာရေးအခြေအနေတွေနဲ့ချင်းချင်းပြီးတော့လိုက်နာကျင့်သုံးရမှာပေါ့
အဲ့ဒါစိတ်ပြတ်သားရမယ်ဆိုတဲ့နေရာမှာမလှုပ်တဲ့မလှုပ်ထိုက်တဲ့အလုပ်တွေကိုလည်းလုံးဝမလှုပ်ဖို့စိတ်ဓာတ်ပြတ်သားရမယ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုလည်းလှုပ်ဖြစ်အောင်လုပ်ဖို့စိတ်ဓာတ်ပြတ်သားရမယ်စိတ်ဓာတ်ပြတ်သားအောင်နှလုံးသွင်းဆုံးဖြတ်တဲ့နေရာမှာအရေးကြီးတာကတော့ဝေးကွာတဲ့အချိန်ကာလတစ်ခုကိုရည်ညွှန်းသတ်မှတ်ပြီးတော့ဘယ်နေ့ဘယ်ရက်ကဆိုင်ပြီးတော့ဘာမလုပ်တော့ဘူးဘယ်နေ့ဘယ်ရက်ကဆိုင်ပြီးတော့ဘာလုပ်မယ်လို့ဝေးကွာတဲ့အချိန်ကာလတစ်ခုကိုသတ်မှတ်ပြီးတော့ဆုံးဖြတ်မယ်ဆိုရင်အဲ့ဒီဆုံးဖြတ်ချက်ဟာမအောင်မြင်မှုပဲရာခိုင်နှုန်းများတယ်ဒါကြောင့်ဖြတ်ခနဲ့ပေါ်ရင်ဆက်ခနဲ့ထလို့ဆိုတဲ့အတိုင်းဒီအလုပ်ကိုမလုပ်တော့ဘူးလို့ဆုံးဖြတ်ရင်အခုကလေးကမလုပ်နဲ့တော့ဒီအလုပ်ကိုလုပ်မယ်လို့ဆုံးဖြတ်ရင်အခုကလေးကပဲစလုပ်လိုက်ပါဒီကိစ္စတွေနဲ့ပတ်သက်လို့အာမနာတော့ဘူးလို့ဆုံးဖြတ်လိုက်ရင်အခုကလေးကအာမနာနေတော့နောက်မှဆိုရင်တော့နောက်မှရဆန့်ကျင်မဲ့ပြောင်းပြန်လိုက်တော့နားမှောက်ဖြစ်သွားမယ်ကောင်းကျိုးချမ်းသာတွေနားပြီးတော့ကိုယ့်ဘဝမှောက်သွားလိမ့်မယ်ဒါကြောင့်ချက်ချင်းလုပ်ဖို့အရေးကြီးပါတယ်အရေးကြီးဆုံးကတော့မလုပ်တဲ့မလုပ်တတ်တဲ့လို့ဆိုရင်လုံးဝမလုပ်ပဲပြတ်သားရမယ်လုပ်တဲ့လုပ်တတ်တဲ့လို့ဆိုရင်လုံးဝလုပ်ဖို့ပြတ်သားရမယ်လုပ်တဲ့လုပ်တတ်တဲ့လူတွေကလည်းအများကြီးရှိတာဆိုတော့အလုပ်တင်ဆုံးအလုပ်အကျိုးရှိဆုံးအလုပ်အဓိကအကြဆုံးအလုပ်တွေကောင်းမြင်ကောင်းသောညာလည်းအကျိုးရှိပင်ရှိသောညာလည်းတခြားကောင်းတဲ့လူတွေကိုဆွန့်လွတ်နိုင်ရမယ်ဆွန့်လွတ်ဖို့လိုအပ်တယ်ဆိုရင်ဆွန့်လွတ်နိုင်ရမယ်အဲ့ဒီလိုပြတ်သားမှသာနဲ့စိတ်ဓာတ်ပြတ်သားတဲ့လူတရားဖြစ်လာမယ်အဲ့တော့လောကီလူတွေပြီးမှတရားအထုတ်တော့မယ်တချို့ကလည်းပင်စင်ယူပြီးတော့တရားအထုတ်မယ်အယောင်ဝယ်လုပ်ငန်းတွေဘယ်တော့အသက်ဘယ်လောက်ကျတော့အယောင်ဝယ်တွေကြပြီးတော့တရားအထုတ်မယ်နဲ့ပြောတယ်တကယ်လက်တွေ့ကြတော့မလုပ်ဖြစ်တာတွေလည်းများတယ်အဲ့တော့နောင်ကြမှာပင်စင်ယူပြီးမှတို့အယောင်ဝယ်လုပ်ငန်းစီးပွားရေးလုပ်ငန်းတွေရန်နာတော့မှလို့ဝေးကွာတဲ့ကာလကိုရည်ညွှန်းမနေဘဲနဲ့တရားအလုပ်ဆိုတာတိကျကြီးအချိန်ပြီးမှမဟုတ်သွားရင်လာရင်လုံရင်ကန်ရင်လည်းအားထုတ်လို့ရတယ်ဆိုတာအခိုင်အမာယုံကြည်ပြီးတော့ဘလောက်ပဲအလုပ်ရှုပ်တရားအထုတ်ပြန်ထုတ်မယ်လို့ပြက်ပြက်သားသားဆုံးဖြတ်ပြီးတော့သွားရင်လာရင်လည်းတရားအထုတ်သွားမယ်ဆိုရင်လည်းဉာဏ်နဲ့ရင့်ကျက်ပြီးတော့တရားယူတဲ့မတ်တွေရကြမှာပါပဲတရားနာပိဋကများအားလုံးစိတ်ဓာတ်ပြတ်သားတဲ့သူတွေဖြစ်ကြပါစေစိတ်ဓာတ်ပြတ်သားတဲ့အတွက်ကြောင့်လူရက်တွေပြတ်သားပြီးတော့တန်ရစဉ်အနှောင်းခွဲတွေပြတ်သွားတန်တရားဝဆင်းရဲတွေပြတ်သွားကြပါစေမိမိတို့ရင်မှန်းတောင်းတတဲ့ဘောဓိဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုလျင်မြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့ပြတ်သားမှပြတ်သွားမယ့်တရားကိုဒီနေရာမှာပဲညီကုန်းချုပ်ပါတော့မယ်အပမဒီနာတံပါတိထာအပမဒီနာမမိမလျောမပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တံပါတိထသီလသမာဓိပညာဥစွတ်သောသိက္ခာသုံးပါးတို့ကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း